မင်္ဂလာပါမဂျစ်စတာပါရှင်မီးလင်းအတန်မြည်ပြီးတော့မိခိုးတွေပါထွက်တဲ့ကလေးတွေအတွက်အနေရကင်းနဲ့ကြည်စမ်းမလို့ဒီတစ်နက်လေးနဲ့မိတ်ဆက်ပြီးပြင်ပါရရှင်တစ်နက်လေးမှာမိခိုးထပ်ဖို့အတွက်ကဒီပြောင်းလေးရဲ့ရှေ့မှာဒေသလေးထည့်ဖို့လိုပါမယ်ရှင်ဒီတနက်လေးရဲ့ဇင်းအောင်ပြပြပါမယ်ရှင်ဒီဘက်ကတနက်လေးကတော့3000ခွဲချက်ဖြစ်ပါရဲ့ရှင်ဒီတနက်လေးရဲ့ဇင်းအောင်ကတော့3000နဲ့8000ချက်ဖြစ်ပါရဲ့ရှင်သူ့ရဲ့ထူးခြားချက်ကတစ်ချက်ပြလို့ရှိရင် disclosure ဖြစ်ပြီးတော့နောက်ထပ်ပြလို့ရှိရင် machine gun ဖြစ်ပါရဲ့ရှင်ဒီဘောစတားလေးရတယ်ဖြစ်နေတဲ့ဓာတ်ဆောင်မှာနှုတ်နေတဲ့အတွက်အရန်ကိုဖြစ်ဖို့ကောင်းပါနော်ဒီတနက်လေးလိုချင်နေဆိုရင်တော့ Magic Star မှာဝယ်အားပေးလို့ရနေပါပြီနော် Magic Star